ဒီဥတုကတော့တာရတယ်လို့မတာရတယ်လို့ပါပဲမိုးရွာအောင်မေ့ချင်းနဲ့မနေ့ကလည်းတမန်လုံးရွာအိုးရွာလိုက်စမ်းပါမိုးရဲ့ဘွန်းလာရီဟောတိခွာအဝါရောင်လေးရှိတယ်ဒီရောင်လေးရှိပါတယ်ကြည့်ပါဒီမှာစံတုံးခတ်အောင်ပွင့်တယ်ကျမရဲ့အလုပ်ဧရိယာလေးဖြစ်ပါတယ်ရှင်ဒါကဗတောက်ပင်လေးပါမိုးရွာတော့အကုန်လုံးပါသွားချစ်မရှင်းပြင်းနေဒီမှာကတဘာဝတရိစံလေးအများရှိပါတယ်အဲတရိစံလေးတွေကဖုတ်ဖြစ်မဲ့ပေါ့နော်မွေဖြစ်မေးပေါ့နော်အဲ့လိုလေးတွေပါငှက်ကလေးတွေလည်းပါပါတယ်ဒီမှာလပြင်းကောင်းတဲ့ကောင်ရှိတယ်ပဲအိုးတောက်ဆမ်းမကြည့်ကဲဒီချင်းတော့ကြည့်ကြပိုက်စားနေရတယ်ဟဲ့ထားတော့ရမိုးလီမီကွာဘလို့ဒါမှမဟုတ်ဆိုဖုန်းလုံးရ cannot open